အခုလက်ရှိအရန်ခေတ်စားနေတဲ့လာဘူးဖို့အယုတ်လေးကလူသက်သမားဖြစ်နေမယ်ဆိုရင်တင်ယုံကြည်နိုင်ပါမလားဒီနေ့မှာတော့အခုလက်ရှိအရန်ခေတ်စားနေတဲ့လာဘူးဖို့အယုတ်လေးတစ်ယုတ်ကြောင့်ဖြစ်ပျက်ခဲ့တဲ့တုံလုံးချောက်ချားစရာဖြစ်ရဆိုးတစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါကောင်မလေးတစ်ယောက်ကအိပ်ပျော်နေတော့သူ့ရဲ့ခန္ဓာကိုယ်ကစပြီးတော့ပြောင်းလဲနေပါတယ်ခဏကြာတဲ့အခါမှာသူ့ရဲ့တကိုယ်လုံးကမင်းနဲ့နေတဲ့သွေးကြောတွေနဲ့ဖုံးအုပ်သွားပြီးအတန်ကလည်းကြောက်စရာကောင်းတဲ့အတန်မျိုးပြောင်းလဲသွားပါတယ်သူ့ကိုကြည့်ရတာတခုခုပူးကတ်ခံထားရတဲ့ပုံစံပါပဲဖာသာတယောက်ကလည်းလက်ဝါးကတိုင်ကိုကင်ထားပြီးတရေနင်ဖို့ကိုကျန်းစာတွေကိုစတိုက်ရွတ်ဖက်နေပါတယ်အဲ့ဒီအချိန်မှာကောင်မလေးကဖာသာကိုအမောင်စွမ်းအင်တမျိုးမျိုးနဲ့တိုက်ခိုက်လိုက်တဲ့ပုံပါပဲဖာသာဖြစ်သူဟာသူ့အဖေစစ်ပွဲမှာအသက်ခံခဲ့ရတာတွေသူချစ်သူတည်ဆုံးခဲ့ရတာတွေနဲ့သူကြုံတွေ့ခဲ့ရတဲ့ကြောက်စရာကောင်းတဲ့အမတ်တရားတွေကိုပြန်မြင်တွေ့နေရတာကြောင့်ထိတ်လန့်သွားရပါတယ်သူ့ရဲ့ဆရာဖြစ်တဲ့ဖာသာကြီးကလည်းအခန်းထဲမှာကောင်းကလိန်နေပြီးတည်ဆုံးနေပြီဖြစ်ပါတယ်ပူးကတ်ခံနေရတဲ့ကောင်မလေးရဲ့ခန္ဓာကိုယ်ထဲကနေအကောင်မျိုးစုံထွက်လာပြီးဖာသာကိုခြောက်လန့်လို့နေပါတယ်ဖာသာလည်းလဲနေရမှအမြန်ထက်လိုက်ပြီးတရေနင်ဖို့ကိုပဲအာယုံစိုက်ပြီးကျန်းစာအုပ်ကိုပဲဖတ်နေလိုက်ပါတယ်ပူးကတ်ခံနေရတဲ့ကောင်မလေးကကြဲကြဲလောင်လောင်နဲ့ရီလိုက်တဲ့အခါမှာတော့သူ့ရဲ့သွားတွေကလည်းကြောက်စရာကောင်းလောက်အောင်ရှည်ထွက်လာပါတယ်ဖာသာလည်းဘလို့မှထိန်းလို့မရတော့တာကြောင့်ဇောချွေးတွေပါပြန်နေပါပြီဒီအချိန်မှာပဲတခုခုကသူ့ကိုအနောက်ကနေရိုက်ချလိုက်တာကြောင့်ဖာသာလည်းမြေပေါ်ကိုလဲကျသွားခဲ့ပါတယ်ပိုပြီးကြောက်ဖို့ကောင်းတာကအဲ့ဒီမကောင်းဆိုးဝါးဟာတေဆုံးသွားတဲ့ဖာသာရဲ့အလောင်းကိုပြန်လဲအသက်သွင်းပြီးကြံခဲ့တဲ့ဖာသာကိုတိုက်ခိုက်ခိုင်းတာပါပဲဖာသာဟာလဲကျနေတဲ့အချိန်မှာမှပြဿနာအားလုံးရဲ့အရင်းခံဖြစ်နေတဲ့ကျွန်တော်တို့အားလုံးချစ်ကြတဲ့လာဘူးဖို့အယုတ်လေးကိုတွေးလိုက်ရပါတော့တယ်ဒီလိုဖြစ်ရဆိုးတွေကဘာလို့ဖြစ်လာတာလဲဆိုတာသိရအောင်ဒါတွေမဖြစ်ခင်ရှေ့တစ်ပတ်ကိုတွားပြီးကြည့်ကြရအောင်တကယ်တော့ပူးကတ်ခံထားရတဲ့ကောင်မလေးက SCB Foundation ကသုတေသနပညာရှင်တဦးပါအန်ရည်များပြီးပုံမှန်မဟုတ်တဲ့တတဝါတွေနဲ့ဆက်ဆံနေရတာကသူ့အတွက်တော့နေ့စဉ်ကြုံတွေ့နေရတဲ့ကိစ္စတစ်ခုပါပဲသူကပုံမှန်မဟုတ်တဲ့ကိစ္စတွေကိုအများကြီးကြုံတွေ့ဘူးပါတယ်ဒီနေ့တော့လုတ်ဖော်ကင်ဖက်တွေရဲ့လာဘူးဖို့အယုတ်လေးတွေကိုနေရာအနှံ့မှာတွေ့နေရတာကြောင့်သူလည်းဒီຢာလေးတွေကိုလိုချင်သွားပါတယ်အလုတ်စင်းတာနဲ့စူပါမားကတ်တစ်ခုကိုတွားဝယ်ခဲ့ပေမဲ့အရန်ရောင်းရပြီးလာဘူးဖို့လေးတွေကကုန်နေတာကြောင့်အွန်လိုင်းကနေပဲမှလိုက်ရပါတယ်အယုတ်လေးရောက်လာပြီးသူမှလက်ထဲကင်လိုက်တဲ့အချိန်မှာပဲထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုကိုစတင်ခံစားလိုက်ရပါတယ်ညဘက်တွေမှာသူမဟာအိမ်မက်ဆိုးတွေစက်တိုက်မက်လာပြီးသူမအိပ်ပျော်နေတဲ့အချိန်မှာအမောင်ထုထဲကနေတစုံတယောက်ကသူမအနားကိုတဖြည်းဖြည်းတိုးကပ်လာသလိုမျိုးခံစားနေရပါတယ်။ဒီနေ့မှာတော့သူကားစီးပြီးပြန်လာနေတော့လဲစီးထိုးနေတဲ့အဖွားအိုတယောက်ရဲ့အနောက်မှာထိုင်နေတာပါ။ဒီအချိန်မှာပဲသူ့ရဲ့ခေါင်းထဲမှာအဖွားအိုရဲ့အက်ကိုယူပြီးသူ့ကိုတက်လိုက်ဖို့ပြောနေတဲ့အတန်တန်ကိုကြားနေရတာကြောင့်သူမလည်းလန့်သွားပါတယ်။သူမလည်းနေမကောင်းဖြစ်နေတယ်ထင်ပြီးအလုပ်ကိုခွင့်တင်လိုက်ပါတယ်။သူအိတ်နေတော့မှပဲအခုလိုပူကတ်ခံရတာကြောင့်သူ့အမေကဘုန်းတော်ကြီးတွေကိုပင့်ပြီးတော့အခုလိုတရေနင်ဖို့အကူအညီတောင်းခဲ့တာပါဒါပေမဲ့ဘုန်းတော်ကြီးတွေတည်ဆုံးသွားတဲ့နောက်မှာတော့ SCB Foundation ကိုပဲအကူအညီတောင်းလာတာကြောင့်အထူးထပ်ဖွဲ့ကသူမော့ကိုထိန်းချုပ်ဖို့ရောက်လာကြပါပြီအထူးတပ်ဖွဲ့ဝင်တွေကိုလည်းတည်ဆုံးနေတဲ့ဘုန်းတော်ကြီး2ယောက်နဲ့တိုက်ခိုက်ခိုင်းပါသေးတယ်အထူးပြုလုပ်ထားတဲ့ငွေကြီးစံတွေကြောင့်အရာအလုံးကငြိမ်သက်သွားပြီးပူးကတ်ခံရတဲ့သူတေတီကလည်းတည်ဆုံးသွားပြီဖြစ်ပါတယ် SCB 106ကနေစပြီးSCB 682လို့စိုးသွမ်းတဲ့အရာတွေကိုထိန်းချုပ်လာတဲ့သူမကတော့အရန်ချစ်ဖို့ကောင်းတဲ့လာဘူးဖို့လေးရဲ့ရက်ဆက်ကြမ်းကြုတ်မှုကိုတော့မရှောင်နိုင်ခဲ့ရှာပါဘူး။သူ့ရဲ့လုတ်ဖော်ကင်ဖက်တွေကဒီကိစ္စတွေဖြစ်လာတာဟာလာဘူးဖို့အယုတ်ကြောင့်ဆိုတာသိသွားတဲ့နောက်မှာတော့သူမရဲ့အယုတ်ကိုထိမ့်သိမ်းထားလိုက်ပါတော့တယ်။တင်ရောအခုလက်ရှိကင်ထားတဲ့လာဘူးဖို့အယုတ်လေးတွေကတကယ်ပဲအနေရကင်းရဲ့လားဆိုတာတေချာရဲ့လား။တခါတလေမှာချစ်စရာကောင်းတဲ့အပြုံးတွေရဲ့နောက်ွယ်မှာကြောက်စရာကောင်းတဲ့အမောင်ထုတွေပုံးကွယ်နေတတ်ပါတယ်။နောက်ထပ်ထိတ်လန့်စရာဇလန်းတွေမှာပြန်တွေ့ကြရအောင်ဗျာ။